အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းအရာတော့ Horror ရှင်ပရိသတ်တွေမသိသူမရှိတဲ့ Conjuring Universe ရဲ့တစ်စိတ်ပိုင်းဖြစ်ပြီးကြောက်စရာကောင်းဆုံးဘီလင်လို့ပြောလို့ရတဲ့တနက်တော့မော်တရက်တီလာရှင်ဘာလက်ကြောင်းပဲဖြစ်ပါတယ်သူကဘလို့ဖြစ်ပေါ်လာလဲရုပ်ရှင်တွေကဘာလက်နဲ့ကျန်းစာတွေကဘာလက်ဘလို့တွေကွာခြားမှုရှိလဲဒါတွေကိုသိအောင်လို့ဒီဗီဒီယိုအဆုံးထိကြည့်လိုက်အောင်ဗျတကယ်တော့ဘာလက်ဆိုတာရုပ်ရှင်တွေကလို့တီလာရှင်ဝန်ဆောင်တဲ့မိမကြီးကြောက်မဟုတ်ပါဘူးဒါအပြင်သူဟာပြင်လောကမှာရှိတဲ့ကျန်းကန်ဟောင်းတွေနဲ့ရုပ်ရှင်တွေကဖန်တီးမှုတွေကြားမှာခွာခြားချက်တွေရှိနေလို့ရုပ်ရှင်တွေကတက်ပိုကြောက်ဖို့ကောင်းတဲ့တမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ်ရုပ်ရှင်တွေကဇာတ်ကြောင်း back story ရုပ်ရှင်တိုင်လန်ရဆိုရင်ဘာလဲရဲ့ဇာတ်လမ်းက1952ခုနှစ်ရိုမေးနီးယားနိုင်ငံရဲ့စိတ်ကာတာဘုံကျောင်းမှာစတင်ခဲ့တာဖြစ်ပါတယ်အဲဒီဇာတ်လမ်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ကတော့တနင်္လာ2018ဖြစ်ပါတယ်ဒါပေမဲ့ပရိသတ်တွေကိုဘာလဲနဲ့မိတ်ဆက်ပေးရတာကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ Conjuring 2မှာပဲဖြစ်ပါတယ်သူကဘလို့ရောက်လာရဲဆိုရင်တော့ရှေးလေခေတ်တုန်းကနဆိုးတွေကိုခဲ့တဲ့မျိုးစားတူဟာငရဲတကားကိုဖွင့်ပြီးဘာလက်ကိုခေါ်ယူဖို့စူးစမ်းရကနေကဘာပေါ်ရောက်ရှိလာတာဖြစ်ပါတယ်ရုပ်ရှင်ထဲမှာတော့သူခရစ်ယာန်ဘုံကျောင်းကတန်ရှင်းတဲ့သူတော်ရင်းနဲ့ငရဲတကားကိုပြန်ပေးနိုင်ခဲ့ပြီမယ်ဒုတိယကမ္ဘာစစ်တွင်ဘုံတန်ကျောင်းအဲ့ဒီတကားပြန်ပွင့်သွားခဲ့ပါတယ်ဘာလက်ကဘာလို့တီလာချင်ပုံစံဖြစ်နေရလဲဒါကတော့သူ့ရဲ့လက်ကွက်လို့ပြောရမှာပါဘာသာရေးသမားတွေယုံကြည်မှုကိုလှောင်ပြောင်ဖို့နဲ့တန်ရှင်းတဲ့နေရာတွေမှာရောနှောနေထိုင်မှုအတွက်ကြောက်တရားကိုအခြေခံပြီးတီလာရှင်ဝစုံယူဝစ်ထားတာဖြစ်ပါတယ်ကျန်းကန်လားဘာလက်တကယ်တော့ဘာလက်ဆိုတာရှေးအောင်မော်ကျန်းစာ The Lesser Key of Solomon နဲ့မှာပါတဲ့ငရဲရဲ့သမရ Grand President Hadu ဖြစ်ပါတယ်ရုပ်ရှင်တွေကလို့တီလာရှင်ပုံစံမဟုတ်ပဲနှကောင်းနှကောင်စီထားတဲ့ကလေးငယ်ပုံစံရှိပါတယ်သူကငရဲတက်ရင်ပေါင်း38ရင်ကိုအုပ်ချုပ်ရတဲ့ပြင်မွေတွေကိုအမိတ်ပေးနိုင်စွာလည်းရှိပါတယ်ဒါကြောင့်တနန်းရုပ်ရှင်တွေထဲမှာမွေတွေကိုမကြာခဏတွေ့ရတာဖြစ်ပါတယ်ဒီလောက်စွမ်းထက်တဲ့ဘာလက်ကိုဘယ်လိုနေကြမလဲမိစ္ဆာတကောင်ရဲ့နာမည်ကိုတီးချင်းကသူ့ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိရာကြောင့် Conjuring 2မှာလော်ရင်ဝါရင်ဟာသူ့ရဲ့အမည်ရင်းကိုတီးသွားပြီးငရဲကိုပြန်ပို့နိုင်ခဲ့ပါတယ်ဖြူမဲတီလာရှင်ဝတ်စုံကိုဝတ်ဆင်ထားပေမဲ့မျက်လုံးတွေကတော့ငရဲမိလိုတောက်လောင်နေတဲ့မျက်နှာတာမန်မျက်စိနဲ့ကြည့်ရင်တီလာရှင်တစ်ပါးလို့ထင်ရပေမဲ့တကယ်တော့သူမဟာငရဲရလာတဲ့မိစ္ဆာကောင်ဖြစ်နေတာပါတနန်းလို့ခေါ်တဲ့တရက်တီလာရှင်ဘားလဲနေရာမှာတရုတ်ဆောင်တဲ့အမျိုးသမီးကိုမိတ်ဆက်ပေးရရင်တော့သူမရဲ့အမည်ကဘော်နီအဲရွန်လို့ခေါ်ပါတယ်သူမကို1989ခုနှစ်မှာမွေးဖွားခဲ့တာပါသူမဟာတရုတ်ဆောင်လောကကိုစောင့်ဝင်တော့ကသူမရဲ့နှားတဲ့အကောင့်နဲ့ထူးခြားတဲ့မျက်နှာတိဆောက်ပုံကြောင့်ဝေဖန်မှုတွေအများကြီးခံခဲ့ရပါတယ်။လူပညာနယ်ပယ်တချို့ကသူမကိုဒီလိုရုပ်ရည်မျိုးနဲ့မင်းသမီးဖြစ်မှာမဟုတ်ဘူးလို့တော့ဝေဖန်ပြောဆိုခဲ့ကြဘူးပါတယ်။ဒါပေမဲ့ဘုန်းနီကလက်မလျှော့ခဲ့ပါဘူး။သူမရဲ့ထူးခြားတဲ့မျက်နှာအသွင်မျိုးကိုဟော်ရာရုပ်ရှင်တွေမှာအပိုင်းနဲ့အသုံးချခဲ့ပါတယ်။ဘာလက်နေရာအတွက်လူရေးချက်ခဲ့တဲ့ဒါရိုက်တာဂျိမ်းဆွမ်ကသူမကိုမြင်ချင်းမှာပဲဒါဟာငါတို့ရှာနေတဲ့မိစ္ဆာမျက်နှာပဲဆိုပြီးချက်ချင်းရွေးချယ်ခဲ့တာပါဘာလဲရဲ့ကြောက်စရာကောင်းချက်ကတော့လူရဲ့စိတ်ကိုလှည့်စားခြင်းပဲဖြစ်ပါတယ်သူကလူရဲ့ကြောက်တရားကိုတုံးချတတ်တယ်လို့ဘာသာရေးအရာတန်ရှင်းတဲ့နေရာတွေတော့ကျူးကျော်နိုင်စွမ်းရှိပါတယ် Ash နဲ့ Lauren Warren လိုမျိုးထူးခြားတဲ့အာယုံခံစားမှုရှိတဲ့သူတွေတော့စိတ်ဒုက္ခပေးနိုင်တဲ့အထိအစွမ်းထက်တာဖြစ်ပါတယ်ရုပ်ရှင်တွေကဘာလက်ကတော့ကြောက်စရာကောင်းလာပါတယ်ဒါပေမဲ့ပြင်လောကမှာတကယ်ရှိမရှိဆိုတာအခုထိညှိခုန်နေကြတော့မှာပဲတင်ရောအမှောင်ထဲမှာကြောက်တဲ့ရှိနေချင်းတီလာရှင်ဝစုံနဲ့ပုံရိပ်တစ်ခုမြင်တွေ့လိုက်ရင်ဘာဆက်လုပ်မလဲခုလိုထူးဆန်းထွေလာတဲ့ရင်မှုအကြောင်းတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ R1 Studio Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ